ဗိုလ်တိုင်းအိမ်သားနဲ့အီးပါတတဲ့လင်းတို့တွေလက်ဝိတ်ထွက်တဲ့တောဝက်တွေနဲ့မီးတောင်ချော်ရဲ့အပူချိန်နဲ့ဥဖောက်တဲ့ငှက်တွေရှိရဲဆိုတာကိုသင်သိပါသလားဒီနေ့မှာတော့ Discovery ကမြန်မာ Channel ကနေပြီးတော့အဲ့ဒီထူးဆန်းတဲ့တရားဝါတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတဘာဝတရားမှာတရားဝါတိုင်းကသူတို့ရဲ့မျိုးဆက်တွေကိုစောင့်ရှောက်ဖို့နီးလန်းမျိုးရှိကြပါတယ်ဒါပေမဲ့အင်ဒိုနီးရှားနိုင်ငံဆူလာဝေစီကျွန်းပေါ်မှာရှိတဲ့မာလီယိုဆိုတဲ့ငှက်ကတော့ကျွန်တော်တို့သိထားတဲ့တဘာဝတရားရဲ့စီးမြင့်တွေကိုကြီးကျယ်ပြောင်းလဲပစ်ခဲ့ပါတယ်ဒီငှက်တွေကကျစ်စင်တကောင်လောက်အရွယ်အစားရှိပါတယ်သူတို့ဟာတွန်းတဲ့ထဲမှာနေထိုင်ကြပေမဲ့ဥဥဖို့အချိန်ရောက်ရင်တော့ကီလိုမီတာပေါင်းများစွာဝေးတဲ့နေရာတစ်ခုကိုခရီးနှင်ကြရပါတယ်အဲ့ဒီနေရာကတော့အန်ဒီရဲ့ကြီးမားလာတဲ့မီးတောင်အောက်ခြေတွေပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်ငှက်တွေကဥကိုကိုယ်တိုင်ဝစ်ပေးရတယ်မဟုတ်လားဒါပေမဲ့မာလီယိုငှက်တွေကတော့မီးတောင်ကနေသူတို့အတွက်ဝစ်ပေးပါတယ်သူတို့ကမီးတောင်ရဲ့အပူချိန်ကြောင့်ပူနွေးနေတဲ့သဲတွေထဲမှာ1မီတာနက်တဲ့ကျင်းတွေကိုတူးကြပါတယ်ပြီးရင်တော့ကြက်ဥတန်9ဆလောက်ပိုကြီးတဲ့ဥကြီးတွေကိုအဲ့ဒီကျင်းထဲကိုမြုပ်ထားခဲ့ကြတာပါပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကမီးရင်ငှက်တွေကဥပြီးရနေအဲ့ဒီနေရာကနေလှည့်ထွက်သွားပါတယ်ဥတွေကိုပြန်ကြည့်ဖို့နေတာပေါက်လာမယ့်သားသမီးတွေကိုတော့တခါမှတွေ့ခွင့်မရတော့ပါဘူးဥဟာမြေအောက်ထဲမှာ2လကျော်အောင်မီးတောင်အပူချိန်နဲ့အောင်းနေပြီးတဲ့နောက်မှာတကယ်ကိုအံ့ဩစရာကြီးဖြစ်လာပါတယ်ငှက်ပေါက်လေးတွေဟာဥကုံကိုဖောက်ထွက်ရုံနဲ့မကပဲသူ့ပေါ်မှာဖုံးနေတဲ့တဲတူကြီးကိုရက်ပေါင်းများစွာကြိုးစားတူးဆွပြီးတော့မြေပြင်ပေါ်ကိုတက်လာရပါတယ်။မြေပေါ်ရောက်တာနဲ့ဒီငှက်ပေါက်လေးကအစာရှာတက်နေပြီးရန်သူရန်ကနေလည်းပေါင်းအောင်တက်နေပြီးပိုပြီးအံ့ဩဖို့ကောင်းတာကြတော့မွေးမွေးချင်းမှာချက်ချင်းပြန်တန်းနိုင်တာဖြစ်ပါတယ်။ဒါဟာကဘာပေါ်မှာဘယ်ငှက်မှမလုပ်နိုင်တဲ့ထူးခြားချက်ပါပဲ။မိဘမဲ့အဖြစ်မွေးဖွားလာပြီးမီးတောင်ရဲ့အပူချိန်နဲ့တဘာဝတရားကပြုစုပြောထောင်ပြလိုက်တဲ့ဒီမာရီယိုငှက်လေးတွေရဲ့ဘဝဟာတကယ်တော့ရုပ်ရှင်တကားလိုပဲစိတ်ဝင်စားဖို့ကောင်းပါတယ်။ကဘာပေါ်မှာအထူးဆုံးတိရစ္ဆာန်စင်းရင်ကိုလုံမယ်ဆိုလို့ရှိရင်ဒီကောင်လေးကထိတ်ဆုံးကပါမှာတေးကြပါတယ်ကြီးလိုက်ရင်တော့ဝက်နဲ့တူပေမဲ့သူ့မျက်နှာပေါ်မှာပေါက်နေတဲ့အဆွဲတွေကိုမြင်လိုက်ရရင်တော့ဒါတကယ်ကိုတခြားကဘာတတဝါလို့ထင်သွားနိုင်ပါတယ်သူကတော့ဘာဘီရူစာပါနာမည်ရဲ့အထိပ္ပယ်ကိုတမင်ဝက်ဒီယာပစ်လို့အထိပ္ပယ်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အဆွဲတွေကတမင်ကြိုတွေလိုပဲတွန့်လိန်ပြီးအပေါ်ကိုထိုးထွက်နေလို့ပါဒါပေမဲ့ဒီအဆွဲတွေကတကယ်တော့အပေါ်သွားတွေဖြစ်ပါတယ်ပုံမှန်ဝက်တွေလိုအောက်ကိုငိုက်ကြနေတာမဟုတ်ပဲနှာခေါင်းရဲ့အပေါ်ရန်အသားကိုဖောက်ပြီးနှလုံးသားအထိကွေးတက်သွားတာပါတကယ်လို့ဒီအဆွဲတွေကိုတခုခုနဲ့ပုတ်တိုက်ပြီးတော့တိုးအောင်မလုပ်ဘူးဆိုရင်အဆွဲကတဖြည်းဖြည်းကွေးညွန်လာပြီးနောက်ဆုံးမှာကိုဦးကောင်းကိုပြန်ဆိုင်မိတဲ့အထိဖြစ်သွားတတ်ပါတယ်ထူးခြားတာဒီအဆွဲတွေကတိုက်ခိုက်တဲ့နေရာမှာသုံးဖို့လုံးဝမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီအဆွဲတွေကတော်တော်လေးကိုကျွတ်ဆက်ပြီးတော့ကျိုးလွယ်လို့ပါဒါဆိုရင်သူတို့ဘလို့ရန်ဖြစ်ကြတယ်လေပေါ့နော်အဲ့ဒီနေရာမှာသူတို့ကဝက်တွေနဲ့မတူတော့ပဲလူတွေနဲ့ပိုတူသွားပါတယ်အမတကောင်ကိုကြိုက်လို့လူကြပြီဆိုလို့ရှိရင်သူတို့ကခြေနှချောင်းပေါ်မှာမတ်တက်ရက်လိုက်ပြီးတော့လက်ဝိတ်ထိုးတဲ့ပုံစံမျိုးနဲ့တိုက်ခိုက်ကြတာပါဒါကတကယ်တော့တော်တော်ထူးဆန်းတဲ့မြင်ကွင်းတစ်ခုပါပဲဘာဖြစ်လို့ဒီလိုထူးထူးဆန်းဆန်းဖြစ်နေရလဲဆိုရင်အဖေကသူတို့ကဆူလာဝီစီကျွန်းပေါ်မှာနှစ်ပေါင်းတန်း20ကြာအောင်တီးတန့်အထီးကျန်နေထိုင်လာခဲ့ရတာမို့လို့ပါရန်သူလည်းမရှိဘူးပြိုင်ပယ်လည်းမရှိတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ကဒီလိုမျိုးစင်ကဲပြောင်းလဲလာခဲ့တာဖြစ်ပါတယ်ကိုယ်ဆိုရာကိုယ်ကိုပြန်တက်နိုင်တဲ့အထိဖြစ်နေပေမဲ့လည်းဒီဘာဘီရူဆာရီယာဒီကနေ့အထိအောင်မြင်စွာရှင်သန်နေထိုင်ကျက်စားနေကြဆဲဖြစ်ပါတယ်တကယ်လို့တလိမ့်ဆန်နေကြတဲ့မှာ Miss Universe ဒါမှမဟုတ် K-pop ပြိုင်ပွဲတစ်ခုသာရှိမယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြောပြမယ့်ငှက်တွေကအစုဖလားအလုံးကိုသိမ့်ပိုက်ယူသွားမှာသိကြပါတယ်။သူတို့ကတော့ New Uni ကျွန်းရဲ့ရတနာလို့ခေါ်ရမယ် Bird of Paradise တွေပဲဖြစ်ပါတယ်။ဒီငှက်တွေမှာမျိုးစိတ်ပေါင်း39မျိုးလောက်အထိရှိတတ်ကြပြီးတော့သူတို့ရဲ့ထူးခြားချက်ကအမတွေကအယောင်မိုင်းမိုင်းလေးတွေဖြစ်ပေမဲ့အထီးတွေကတော့အပြင်လောကကယောက်ျားတွေလိုပဲရင်သက်ရှုမောပွဲအယောင်သွေးတွေရှည်လျားလှပတဲ့အမွှေးမြင်နဲ့ဖန်တီးခံရတာပါ။ဒါပေမဲ့ဒီအလှပတွေကအလကားရလာတာတော့မဟုတ်ပါဘူးမိတ်ဆွေတို့ရဲ့ဘဝမှာလိုပဲသူတို့ရဲ့ဘဝမှာလေအမတကောင်ရဲ့စိတ်ကြိုက်ဖြစ်လာဖို့ဆိုတာကဘာပေါ်မှာအခက်အခဲဆုံးအလုပ်တစ်ခုပါဒါကြောင့်လေသူတို့ဟာနှစ်သက်မမဆာအတွင်းမှာတခြားငှက်တွေနဲ့မတူတဲ့ပုံသဏ္ဍာန်မျိုးစုံစင်ကဲပြောင်းလဲလာနိုင်ခဲ့တာဖြစ်ပါတယ်အန်ဟောဖို့အကောင်းဆုံးအပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်အထီးတွေကကပြဖြောပြတော့မယ်ဆိုရင်သူတို့ရဲ့အမွှေးတွေကိုဖြန့်ချလိုက်တာနဲ့ငှက်လူတော်မထင်ရတော့ဘဲနဲ့မျက်နှာဖုံးကြီးတစ်ခုလိုမျိုးဒါမှမဟုတ်အနက်ရောင်စကတ်တစ်ထည်လိုမျိုးပုံစံပြောင်းသွားတာပါသူတို့ဟာဒီမှာဟိုဘက်ခုံဒီဘက်ပေါင်ရင်းနဲ့ကိုတိုးလုံးဖင်ပြောင်ကြီးကပြရင်ငါ့ကိုရွေးချယ်ပါငါ့ကိုရွေးချယ်ပါဆိုပြီးအမတွေကိုမိတ်ဆွေတို့လိုမျိုးဆွဲဆောင်ကြလေးရှိပါတယ်သူတို့ရဲ့ကပြပုံတွေကဘလောက်တောင်စိတ်ကြတယ်လဲဆိုလို့ရှိရင် K-pop ကျယ်ပွင့်နေတောင်မှအရှုံးပြရမယ့်အနေအထားမျိုးပါပဲဘာလို့ဒီငှက်တွေကဒီလောက်ထိထူးခြားနေရလဲဆိုရင်အဖြစ်ကတော့သူတို့နေထိုင်ရာနေယူကီနီကျွန်းရဲ့တောင်တန်းကြီးတွေကြောင့်ပဲဖြစ်ပါတယ်တောင်တန်းတစ်ခုချင်းစီမှာငှက်တွေဟာတီးတန့်အထီးကျန်အထန်ကြီးဖြစ်နေကြပြီးတော့အမတွေရဲ့အကြိုက်ပေါ်မူတည်ပြီးတစ်မျိုးနဲ့တစ်မျိုးမတူအောင်စင်ကဲပြောင်းလဲလာရတာပါအစာရည်စာပေါများပြီးရန်သူလည်းနှဲပါတာကြောင့်သူတို့ဟာအသက်ရှင်ဖို့ထံမိမတွေလိုပဲအလှအပအတွက်အချိန်ပေးနိုင်ခဲ့ကြတာဖြစ်ပါတယ်လူများစုကတားပိတ်ကောင်လို့ကြားရလို့ရှိရင်ဩစတြေးလျကမြက်ခင်းပြည်ကြီးတွေပေါ်မှာဒါမှမဟုတ်ကန်နာရထဲမှာခုံပေါက်ပြီးလွှားနေတဲ့တရဝါတွေကိုပြင်းပြကြမှာပါဒါပေမဲ့နယူကီနီကျွန်းရဲ့တောနယ်ထဲမှာတော့တားပိတ်ကောင်တွေဟာမြေပြင်ပေါ်မှာမဟုတ်ဘဲနဲ့အမြင့်ပေ100ကျော်တဲ့သစ်ပင်ပြားတွေပေါ်မှာနေထိုင်ကြပါတယ်ဟုတ်ပါတယ်သူတို့က tree kangaroo လို့ခေါ်တဲ့သစ်ပင်တက်တားပိတ်ကောင်တွေပဲဖြစ်ပါတယ်တကယ်တော့သူတို့ရဲ့ဇလန်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းတန်းနဲ့ချီတဲ့အချိန်တုန်းကသူတို့ရဲ့ဘိုးဘေးတွေဟာမြေပြင်ကနေသစ်ပင်ပေါ်ကိုတက်သွားခဲ့ကြတာပါဘာလို့လဲဆိုတဲ့အဖြေကတော့ရှင်းရှင်းလေးပါပဲအောက်ခြေမှာအစာအတွက်လူနေမဲ့အစာသစ်ပင်ပေါ်မှာအလျံပယ်ရှိတဲ့သစ်ရွက်စိမ်းတွေကိုအေးအေးဆေးဆေးစားဖို့ရွေးချယ်ခဲ့တာပါဒီလိုနဲ့သူတို့ရဲ့ခန္ဓာကိုယ်ကသစ်ပင်တက်ဖို့အတွက်အလိုက်တင်ပြောင်းလဲလာခဲ့ပါတယ်
သူတို့ရဲ့ခြေထောက်တွေကိုကြည့်လို့ရှိရင်မြေပြင်ကတားပိုက်ကောင်တွေလိုအရှိကြီးမဟုတ်တော့ပဲပို့တိုးလာပြီးတစ်ကိုင်းတွေကိုမြဲမြဲကင်နိုင်အောင်လက်သေးအကွေးကြီးတွေပါလာပါတယ်ပြီးတော့သူတို့ရဲ့အမီဟာလည်းအရန်ကိုအရေးကြီးပါတယ်သူတို့ကဒီအမီရှည်ကြီးကိုတုံပြီးတစ်ကိုင်းတွေပေါ်လမ်းလျှောက်တဲ့အခါဟန်ချက်ထိန်းကြပါတယ်ကြည့်ရတာကန်ဂရူးတစ်ကောင်တက်ဆိုင်ရင်ဝက်ဝင်လေးတစ်ကောင်တစ်ပင်တက်နေတယ်လို့မျိုးချစ်စရာကောင်းနေတတ်ပါတယ်အံ့ဩဖို့အကောင်းဆုံးကတော့သူတို့ရဲ့ခုံနိုင်စွမ်းပါပဲတစ်ပင်တစ်ပင်ကနေတစ်ပင်ကိုကူးဖို့ဆိုရင်သူတို့ဟာပေ30ကျော်အကွာဝေးကိုတောင်ဒီထဲမှာပြန်တန်းတယ်လို့ခုံကူးနိုင်ပါတယ်အဲ့လောက်တင်မကသေးပါဘူးတကယ်လို့အန်နီရတခုခုတွေးလို့မြေပြင်ပေါ်ကိုဆင်းမယ်ဆိုရင်အမြင့်ပေ60တိုင်9တက်စာလောက်ကနေခုံချရင်တော့ဘာတန်ရမှမရပဲအေးစစ်စစ်ဆင်းနိုင်တဲ့အထိသူတို့ရဲ့ခန္ဓာကိုယ်ကကြန့်ခိုင်ပါတယ်မြေပြင်ကနေကောင်းကင်ရံကိုနေမြေချဲထွင်းခဲ့တဲ့ဒီတစ်ပင်တက်တားပိုက်ကောင်လေးတွေဟာတကယ်တော့တဘာဝတရားရဲ့လှပတဲ့စင်ကဲပြောင်းလဲမှုပြရွတ်တစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ Hasleyana လို့ခေါ်တဲ့အသားစားအပင်တွေအကြောင်းပဲဖြစ်ပါတယ်။အသားစားအပင်ဆိုပေမဲ့လို့လူကြီးမင်းတို့လိုမျိုးဘာလာမျိုးစုနေတာမဟုတ်ဘဲနဲ့ပိုပြီး high class ဆန်တဲ့အစားအစာကိုပဲစားတာဖြစ်ပါတယ်။အဲ့ဒါကတော့လင်းတို့ကြီးပဲဖြစ်ပါတယ်။ဘော်နီယိုကျွန်းရဲ့တစ်နက်ထဲမှာနေထိုင်တဲ့ woolly bat လို့ခေါ်တဲ့လင်းတို့အသေးလေးတွေဟာနေကင်းဘက်ဆိုရင်နားခုတ်ဖို့နေရာရှာရတာတော်တော်ခက်ပါတယ်။အဲ့ဒီအချိန်မှာ Hasleyana အပင်ကသူတို့အတွက်ကဲတင်ရှင်ဖြစ်လာပါတယ်။ဒီအပင်ရဲ့အိတ်ဟာလင်းတို့လေးတစ်ကောင်ဝင်အိတ်ဖို့အတွက်အတိုင်းအတာအရာကွက်တီပါပဲ။အထဲမှာလည်းတခြားအသားစားအပင်တွေလိုအစာချီအရည်တွေအပြည့်ရှိမနေပဲ6တွေ့နေတဲ့အတွက်လင်းတို့လေးတွေအတွက်တော့ဒါဟာအန်နီရဲ့ကင်းပြီးတောက်တာရှိတဲ့စိန်ခန့်အိတ်ခန်းလေးတစ်ခုလိုမျိုးဖြစ်နေတာပဲဖြစ်ပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကဒီအပင်ရဲ့တိစပုံမှာဒီအပင်ရဲ့နှကန်းသားကလင်းတို့တွေစီကလာတဲ့အတန်လှိုင်းတွေကိုပိုပြီးရောင်ပြန်ဟပ်နိုင်အောင်ပုံဖော်ပေးထားပါတယ်။ဒါကြောင့်လင်းတို့တွေကအမှောင်ထဲမှာတော့ဒီအပင်ဘယ်နေရာမှာရှိတယ်လဲဆိုတာကိုသူတို့ရဲ့ radar စနစ်နဲ့အတိအကျရှာဖွေနိုင်ပါတယ်။ဒါကအပင်ဟာလင်းတို့ကိုငားစီလာခဲ့ပါလို့အချက်ပြနေတယ်လို့ပါပဲ။ဒါဆိုရင်အပင်ကရောဘာအကျိုးမဲ့ရတယ်လဲ။လင်းတို့လေးတွေကဒီအိတ်ထဲမှာတနေ့ကုန်အိတ်ဆက်အနားယူပြီးတဲ့အခါအပင်ထဲမှာပဲအညစ်အကြေးဆွတ်ထုတ်ခဲ့ပါတယ်။အပင်ကအဲ့ဒီလင်းတို့ကြီးထဲမှာပါတဲ့နိုင်ထရိုဂျင်ဓာတ်ကိုစားသုံးပြီးတော့ရှင်းသန်တာပါ။အပင်ကနေရာပေးတယ်လင်းတို့ကအာဟာရပြန်ပေးတယ်ဆိုတာတကယ်ကိုအပေးယူမျှတလုံးတဲ့တဘာဝရဲ့စီးပွားရေးလုပ်ငန်းတစ်ခုတောင်ပြောလို့ရပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးပါပြီဒီထဲမှာဘယ်တဘာကိုအထူးသဖြင့်လို့ထင်ကြလဲကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တဘာဝတရားနဲ့တိရစ္ဆာန်တွေအကြောင်းကိုဆက်ကြည့်နေဆိုရင်ကျွန်တော်ရဲ့ Discovery Recap မြန်မာကို Subscribe လုပ်ထားပြီးမမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲ See you